ပါပါရှင်ဒီနေ့မင်းနီရဲ့မွေးနေ့လေးနဲ့မင်္ဂလာနှစ်ပတ်လည်လေးတွေအလှူလေးတစ်ခုလုပ်ဖို့အတွက်မင်းနီတို့ဘူဘရိတ်တာလေးမသွားခင်မှာမင်းနီတို့မိသားစုနဲ့မောင်နှမမန္တလေးစားစာလေးတွေရတဲ့ဆိုင်လေးမှာနက်နက်စာ breakfast လေးကိုဝန်စားပြပါတယ်ကဲမင်းနီတို့ကတော့မွန်ပြည်နယ်ကလာတဲ့လူတွေဖြစ်တဲ့ကြောင့်မို့ကောင်းညင်းမောင်းလေးတော့ကြိုက်ပါတယ်ဒါမန္တလေးကဆိုင်ဆိုတော့မန္တလေးစားစာလည်းဖြစ်မှာပေါ့နော်ကောင်းညင်းမောင်းနဲ့ပဲပြုတ်ကလေးရဲ့ဒါအကျော်လေးရယ်မစားတယ်နောက်တစ်ခါရှမ်းကောက်ဆွဲတို့အဲ့ဒီအစားအစာလေးတွေလည်းအကုန်ရပါတယ်ပေါ့နော်ဒါမင်းင်းတို့သွားမဲ့နေရာလေးကတော့တကုံစိတ်ကမ်းမှာရှိတဲ့ YGW ဘူဘွားရိပ်သာလေးကိုသွားကြမှာဖြစ်ပါတယ်အခုတော့မုတ်ကလေးကိုစားပြီးတော့အခုသွားကြမှာဖြစ်ပါတယ်ကဲအခုဆိုရင်ဘူဘွားရိပ်သာကိုရောက်ပါပြီပထမဆုံးအလူခံဌာနမှာမင်းင်းတို့ငွေပရိသပင်သက်သိန်းလှူပါတယ်မင်းင်းညီမနဲ့အမက9000လှူပါတယ်ကဲမင်းင်းတို့ကတော့နေ့စွန်အာယုံစွန်အလူရှင်တွေပြည့်နေပြီဖြစ်တဲ့အတွက်ကြောင့်မို့မင်းင်းတို့ကတော့မုတ်ရဲ့အေးရဲ့ရှောက်မြင်လေးတွေကိုပဲဖုံဖုံအဖိုးအဖွားတွေနဲ့ဖုံဖုံတွေကိုပဲလှူမှာဖြစ်ပါတယ်အဖိုးအဖွားအယောက်90ဖုံဖုံတွေက10ပါဝေယဝစ္စက35ယောက်ရှိပါတယ်အဲ့တော့ကိုအဆင်ပြေသလိုနှစ်သက်သလိုလှူလို့ရပါတယ်နင်းတို့ကတော့ဒီအေးရဲ့ပေါင်မုတ်ရဲ့ရှောင်းမြင်လေးတွေကိုတွဲပြီးတော့လှူတာဖြစ်ပါတယ်မင်းတို့လှူနေတော့မှပဲအခြားလူတွေလည်းလာပြီးတော့လှူကြတာလေးတွေရှိပါတယ်ခုဆိုလို့ရှိရင်အဆောင်က3ဆောင်ရှိပါတယ်ပထမဆုံးအဖိုးဆောင်ဝင်ပြီးတော့မင်းတို့လှူပါတယ်အဖိုးဘွားတွေကိုကိုယ်တိုင်ကိုကြလေးလိုက်ပြီးတော့လှူရတာအဆင်ပြေပါတယ်ဒီနေရာလေးကတော့အသက်65နှစ်ပြည့်တဲ့လူလေးတွေလာလို့ရတယ်လို့တော့ပြောပါတယ်မင်းမေးကြည့်တာတော့လေမိသားစုအထောက်ပံ့မရှိတဲ့လူတွေခိုးကိုရမဲတဲ့လူတွေကိုဒါစောက်ရှောက်ထားတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်အိမ်မှာဆိုရင်တယောက်တည်းရှိတဲ့လူတွေတချို့ဆိုလို့ရှိရင်ဒါအထီးကျန်တယ်ပေါ့နော်အခုတော့ဒီနေရာလေးကတော့တငယ်ချင်းအပေါင်းအသင်းမိတ်ဆွေလေးတွေရဲ့တယောက်နဲ့တယောက်ကရင်လေးကနေစကားလေးတွေလှမ်းပြောလို့ရတယ်ကျမ်းမာရေးစောက်ရှောက်လည်းရှိတယ်ဘုံဘုံတွေကစာရေးတောက်ရေးအခက်အခဲတွေလည်းအဆင်ပြေတယ်ကျမ်းမာရေးအတွက်ဆိုလည်းဒီနေရာလေးမှာအဆင်ပြေတယ်ပေါ့နော်အဲ့တော့နေရာလေးကသူ့ကရင်လေးတွေနဲ့သူတီးတီးတန်းတန်းလေးတွေနဲ့တန်းတန်းရှင်းရှင်းလေးပါပဲနော်နောက်ဝေယဝစ္စဆိုတာလည်းဒီလိုမှာဒီလိုဝေယဝစ္စကုသိုလ်ပြုတဲ့လူတွေမရှိရင်လည်းဒီလိုနေရာလေးတွေကလည်းအဆင်မပြေနိုင်ဘူးပေါ့နော်ဒီလိုလူတွေလည်းကုသိုလ်တွေအများကြီးရပါတယ်တနေ့ကိုတရား3ချိန်ထိုင်ရတယ်တဲ့ဘုံဘုံကထိုင်ခိုင်းတာပေါ့နော်အဲ့တော့ကိုယ်တိုင်ကိုကြလာလှူနေတဲ့လူလေးတွေကလည်းဒီနေရာမှာလာလှူလို့ရတယ်မင်းနင်းတို့ဆိုလို့ရှိရင်ဒါ TikTok တွေကနေပြီးတော့ဘုံဘုံတွေတင်ထားတဲ့ post လေးကိုမြင်ပြီးတော့မင်းနင်းတို့လည်းလာလှူတာဖြစ်ပါတယ်တကယ်ကိုကျေနပ်ပီတိဖြစ်ရပါတယ်တက်ကြီးရွယ်အိုတွေကိုလှူရတဲ့ကုသိုလ်ဖြစ်တဲ့အတွက်ကြောင့်မို့ပို့ပြီးတော့လည်းကုသိုလ်လေးရတယ်လို့လည်းခံစားမိပါတယ်ဘိုးဘွားတွေကလေတာတို့တွေခေါ်ပြီးတော့စုတွေလည်းပေးပါတယ်မင်းနင်းတို့ကဒါလှူတဲ့နေရာမှာဒါလေးရလေဟိုအာဟာရပြည့်အချိုရည်လေးရယ်ရှောက်မြင်လေးရယ်ပေါင်မူလေးဆိုတော့အဖိုးဘွားတွေလည်းစားတာအဆင်ပြေတဲ့ဟာလေးတွေမျိုးတော့သူတို့တို့လည်းအဆင်ပြေအောင်မင်းနင်းတို့ကဒီလိုမျိုးလေးစီစဉ်ရတာဖြစ်ပါတယ်ရှောက်မြင်လေးဆိုလဲဒါသူတို့ခေါင်းဦးတဲ့ခါလေးတွေမအီမတာဖြစ်တာလေးတွေဒါစားရတာလေအဆင်ပြေတယ်ပေါ့နော်မဟုတ်အရန်ချိုတဲ့မုတ်တွေဆိုလို့ရှိရင်တက်ကြီးတဲ့အပိုင်းတွေကိုကျွေးရတာဖြစ်တဲ့ကြောင့်မို့ချောင်းဆိုးမှာကြောက်ရတာနဲ့နော်နေမကောင်းအဲ့လိုမျိုးပေါ့နော်ဘိုင်းနာမှာကြောက်ရတာနဲ့အစားအစာလေးတွေကိုတတိထားပြီးတော့ဒါဝယ်လာတာလေးဖြစ်တဲ့အတွက်ကြောင့်မို့ဒါလေးကအဆင်တော်တော်လေးပြေသွားပါတယ်ခုဆိုလို့ရှိရင်ဒါအဖွားဆောင်မှာလိုက်လှူနေတာပေါ့နော်တချို့ဂလင်တွေလေးဆိုလို့ရှိရင်လွတ်နေတယ်ပေါ့နော်ဟိုတန့်ရှည်သွားတာရေချိုးသွားနေတာလေးတွေရှိတော့ကြောင့်ကိုလွတ်နေတဲ့ဂရင်လေးတွေမှာမယ်နင်းတို့ကမုတ်ထုတ်လေးတွေကိုတင်ထားခဲ့တာဖြစ်ပါတယ်အလူရှင်တွေလာတော့လေစုတွေပေးပြီးတော့ပျော်နေကြတာပေါ့နော်အဖိုးဘွားတွေက
အခုဆိုလို့ရှိရင်ဒါအဖိုးဖွားတွေနှိမ့်လေစာစားဖို့အတွက်ပြင်ဆင်လာတာဖြစ်ပါတယ်ဒါလေးတွေကိုလည်းမယ်နင်းတို့တွေ့ခဲ့ပါတယ်အခုဆိုရင်မယ်နင်းတို့အလှလေးတစ်ခုပြီးမြောက်သွားပါပြီမယ်နင်းတို့မိသားစုမောင်နှမတွေဒါဓာတ်ပုံလေးတွေအမှတ်တရရိုက်တဲ့ဖုံဖုံတွေကိုလည်း10ပါးစာမယ်နင်းတို့အေးနဲ့မုံနဲ့လည်းကတ်ခဲ့ပါတယ်ဒီနေ့ဒါလေးကပီတီကူးသူလေးကတော်တော်လေးကိုဖြစ်ခဲ့ရတဲ့အလှလေးတစ်ခုပါပဲเนาะကဲတကုံစိတ်ကမ်းမျိုးနဲ့မှရှိတဲ့နေရာလေးမှာကိုယ်တိုင်ကိုယ်ကြသွားလှူခြင်းနဲ့ဆိုလို့ရှိရင်ဒါလေးကသွားလှူလို့ကောင်းမဲ့နေရာလေးတစ်ခုဖြစ်ပါတယ်เนาะကဲချစ်ရတဲ့မိတ်ဆွေတွေကလည်းမင်းရဲ့ blog လေးကိုပြီးဆုံးအောင်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်